တော်လာမျိုးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့အရေးပေါ်တတိပေးချက်ဆိုပြီးတော့အမျိုးသားညွှန်ရေးဆိုရကနေပြီးထုတ်ပြန်ထားပါတယ်နော်ပြည်သူတွေလက်မေးတဲ့ဘုံနဂါကိစ္စကအဟုတ်ပဲလားပေါ့နော်အဟုတ်ပဲလားဆိုတော့ကျွန်တော်အနေနဲ့မိဘပြည်သူတွေပြောချင်တာကကျွန်တော်တို့ကတစ်ဖက်မှာလဲစိုက်ဝါပေါ့ပိတ်မိနေတော့စိုက်ဝါလွှင့်တယ်လို့လဲကျွန်တော်တို့ကစဉ်းစားလို့ရတယ်လို့တစ်ဖက်မှာလဲဒီအကြက်ဘက်စစ်တပ်ကလည်းစိုက်ဝါလွှတ်ပြီးတော့တင်ပေးနေဗီဒီယိုဖိုင်တွေတင်တက်လာတယ်ကျွန်တော်တို့တွေ့တယ်ပေါ့နော်နဂါကလက်နဲ့သူအလေးဝင်လာတယ်ပေါ့ဒါဘက်မှာလည်းကျွန်တော်တင်ထားတာတွေ့ဒါပေမဲ့ပြောချင်တာကဒီချိန်မှာပြောချင်တာကတစ်ဖက်ကလည်းဆိုင်ဝါးတွေထည့်နေတယ်လို့တစ်ဖက်ကလည်းဆိုင်ဝါးထည့်နိုင်တယ်ပေါ့နော်လက်ရှိအနေထားရမြေပြင်မှာပိတ်မိနေတာပေါ့ပိတ်မိနေတဲ့ခါကျတော့ဒါစကားစားနဲ့ပူပေါင်းသွားတယ်ဒီလိုမျိုးတွေဆိုင်ဝါးတွေထည့်တယ်ပေါ့အဓိကကျွန်တော်တို့ပြောချင်တာကဘာကြောင့်ဒီဘုံနဂါကဘာကြောင့်ဆိုင်ဝါးတွေထည့်ပြီးတော့ဒီစစ်တပ်ဘက်နဲ့ပေါင်းလိုက်ပြီးဆိုငကိုတွေကပေါင်းပြီးသားပါငကိုတွေကရှိပြီးသားအခုမှသူကဒီတော်လန်ရေးကိုအခုမှသူကပေါင်းတာမဟုတ်ကျွန်တော်တို့အမြဲတမ်းပြောခဲ့ပါတယ်နော်ကျွန်တော်တို့ဒါဒီကိစ္စကိုအမြဲတမ်းပြောတယ်နောက်ပြီးတော့တတိထားရမယ့်သူကဘသူတွေလဲဆိုတာလည်းကျွန်တော်အမြဲတမ်းပြောခဲ့ပါတယ်နော်အခုလက်ရှိကျွန်တော်ပုံချပြပေးရတဲ့သူတွေပေါ့ဗျာသိကြလားတပ်ပါတီတွေပေါ့ဒီလိုပါတီကိုဒီလိုကောင်းတွေကိုကျွန်တော်တို့ကတတိထားရမယ့်အနေထားကိုရောက်လာပါတယ်ဒါကြောင့်မို့ကျွန်တော်တော်လန်ပြည်သူတွေအနေနဲ့သူတို့နဲ့ brand တွေလောက်ထားသလားသူတို့နဲ့ဟလာFacebook မှာဖန်နေရှိသလား YouTube မှာလောက်ထားတာလား TikTok မှာရှိနေတာလားဘယ်မှာရှိဗျာကျွန်တော်တို့ကကဲဆယ်လောက်ရတော့မယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီချိန်မှာအရေးကြီးဆုံးကကဲဆယ်မလုံနိုင်ရင်ခင်ဗျားတို့မိသားစုတွေပေါ်မှာမလုံခြုံဘူးနော်ဒါကျွန်တော်အရေးပေါ်သတိပေးတာပါဘာဖြစ်လို့လဲဆိုတော့ငကိုတဲကမှစကားစားနဲ့ပေါင်းနေတဲ့ကောင်တွေကြလားဒါကြောင့်မို့ကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်ဗီဒီယိုဖိုင်ကျွန်တော်တင်ထားတာတွေ့တယ်ကျွန်တော်တို့တက်ရင်ဆိုတာမြေပြင်မှာတကယ်တိုက်ခိုက်တဲ့တက်ရင်တင်ရင်ပလိန်ကြီးကိုစော်ကားပြီးပလိန်လိုက်ပုတ်ချခဲ့ဘူးပဲအခုလည်းဖြစ်ပုံတွေကိုကြည့်လိုက်ပေါ့ဗျာဟလာလေမြန်နဲ့ခေါ်ပြီးပုံချိုင်းခဲ့ပြောနေတာအခုလည်းကျဲနေပါတယ်နော်ကျွန်တော်နေရာတော်တော်များများကိုဒါအကြက်ဘက်စစ်တပ်ကဘုံကျဲနေတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မို့ကျွန်တော်တော်လန်ပြည်သူတွေအနေနဲ့သူတို့နဲ့ပတ်သက်ဘူးသလားသူတို့နဲ့ဆက်နွယ်ဘူးသလားဆွနွယ်ဘူးတယ်ပတ်သက်ဘူးတယ်ဆိုတော့အခုပဲဆက်သွယ်ရေးဖြတ်လိုက်ပါတော့ဖြုတ်လိုက်ပါပေါ့နော်မဖြုတ်ရင်တော့ခင်ဗျားတို့နာမှာပဲဒါလို့ကျွန်တော်သတိပေးချင်တာပါ